အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများအတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ငွေဈေးကန်စားတာလေးတစ်ချက်လောက်ထည့်ရောကလေးဖတ်ပေးမလို့ပါကဲကိုယ့်ရဲ့ငွေကြေးကန်တွေပေါ့နော်တိုးတက်လာခဲ့ရှိလားဘလို့အနေထားမှာရှိမလဲဆိုတာပေါ့နော်ထည့်ရောနံပါတ်လေးနဲ့ကျွန်တော်တို့ဖတ်ကြည့်အောင်နော်တစ်နှစ်တောင်းငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထိုင်ရောနမိတ်လေးရတော့တော်တော်လေးကောင်းပါတယ်เนาะအခုရပိုင်းနေထဲမှာပတ်စံနေတိတိတတ်တာလေးပေါ့เนาะအဆင်ပြေလာလိမ့်မယ်ငွေတွေတိတိတတ်တာဝင်လာလိမ့်မယ်ပေါ့เนาะအလောက်ကပတ်စံမဝင်ရင်တော့မှပေါ့เนาะကျွန်တော်တို့ဒီအလောက်ကတထေးကဖြစ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဦးလေးတော့အတော်တော့ကိုယ့်ရဲ့အမေအဖေအဲ့လိုမျိုးပေါ့နော်တရားရောက်ရှိကအဲ့လိုပဲလက်ဆောင်ပေးတာမျိုးပေါ့နော်ပတ်စံပေါ့ပတ်စံမုံဖိုးပေးတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတလေရလာလိမ့်မယ်ပေါ့နော်အခုရပိုင်းနေထဲမှာပြီးတော့ဒီအပြိုင်အဆိုင်နဲ့ပတ်သက်ပြီးတော့တခုခုလောက်ရတော့မယ်ဆိုရင်လည်းအနိုင်ရလိမ့်မယ်နောက်ပတ်စံတွေဆိုရင်လည်းတိတိတတာကြီးကိုဝင်ငွေတွေတိုးလာပြီးတော့ပေါ့နော်ကိုလိုချင်တဲ့ပစ္စည်းလေးတွေပေါ့နော်ဝယ်နိုင်လာလိမ့်မယ်ပေါ့နော်ကိုလိုချင်တဲ့ပစ္စည်းလေးတွေရှိတယ်ဆိုရင်လည်းဒီလိုအပ်နေတဲ့ပတ်စံပေါ့နော်ကိုကပစ္စည်းတစ်ခုလိုချင်တယ်ဖုံးလို့ချင်တယ်ဟုတ်တယ်ဟာဖုံးလို့ချင်တယ်ဒါပေမဲ့ကိုမှပတ်စံလုံလောက်မပြည့်သေးဘူးအဲ့ပတ်စံကပြည့်ပြီးတော့ဖုံးဝေးနိုင်လိမ့်မယ်ကိုလိုချင်တဲ့ပစ္စည်းတစ်ခုခုကိုပုံမှာဝေးနိုင်လာလိမ့်မယ်ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်energy လေးကတော့ကောင်းပါတယ်လို့နော်